ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့မင်းကောင်ဒုတိယလိုက်လဲစွာကြိုးဆိုပါတယ်လေးစားစွာနှုတ်ခွန်းဆက်ပါတယ်မင်္ဂလာပါတငယ်ချင်းတို့မင်္ဂလာပါမင်းကောင်ဒုတိယနေ့နလာပဲ26ရက်နေ့ညနေကနန်း4နှစ်ကိုတော့နေ့ကနန်းလွဲချော်သွားပါတယ်4နှစ်ကိုတော့ညနေကနန်းလွဲချော်သွားပါတယ်နေ့အောင်မြင်မှုက4ချိန်ပဲရပါသေးတယ်မနေ့က2ချိန်လုံးအောင်ရင်တော့ဒီတစ်ပတ်6ချိန်ပဲအောင်ပါပါမနေ့က2ချိန်လုံးအောင်မြင်ရင်တော့6ချိန်အောင်ပါပါအောင်မြင်တော့ကြိုးစားထားပါတယ်ကဲတကယ်ကျွန်တော်မိတ်ဆွေအားလုံးတို့အတွက်မင်းကောင်က2လပဲ29ရက်နေ့နာနဲ့အတွက်နေတဲ့ကဏ္ဍတွေကိုတင်ပေးထားလိုက်ပါတယ်ကြက်ွက်ပါတယ်ဆိုရင်တော့ယူပြီးတော့လှုပ်ရှားနိုင်ပါတယ်ကစားနိုင်ပါတယ်မကြိုက်ဘူးဆိုရင်တော့လွှင့်ပြနိုင်ပါတယ်ကဲတကယ်ချင်းတို့မိတ်ဆွေအားလုံးတို့မင်းအောင်ရဲ့ကဏ္ဍ6မျိုးကတော့အမြဲတမ်းတချို့တော့ကအမြဲတမ်းမှန်ပါတယ်နော်နေ့တိုင်းမှန်ပြီမဲ့လို့တဲ့မှာပေါ်ပြမထားတဲ့ကဏ္ဍ6မျိုးကတော့အမြဲတမ်းတချို့တော့မှန်ပါတယ်မမှန်တဲ့အကျင့်ရလို့မရှိပါဘူးအကျင့်တိုင်းမှန်ပါတယ်တချို့တော့မှန်ပါတယ်ကဲတကယ်ချင်းတို့မင်းကတတ္တမအကျင့်မြောက်အနေနဲ့သတိပေးပါတယ်တတ္တမအကျင့်မြောက်တနည်းအားဖြင့်9ကြိမ်မြောက်အနေနဲ့သတိပေးပါတယ်မင်းကောင်ရဲ့ready made ဇာတ်တွေပေါ့ ready made ဇာတ်တွေကတော့ဇက်တိုက်ဆိုသလိုမှန်းနေပါတယ်ဇက်တိုက်ဆိုလိုမှန်းနေပါတယ်နောက်တစ်ခုသတိပေးချင်တာမင်းကောင်ဘယ်တော့မှတဲ့ဘူးနာကိုတင်မပေးပါဘူးဒါပေမဲ့အဖေအုပ်စုကဏ္ဍမှာငါဆိုတဲ့ကဏ္ဍပါသွားတယ်နော်မနေနိုင်လို့တင်ပေးလိုက်တာခုညနေမှလည်းပဲ26ရက်နေ့ညနေမှာ4နှစ်ကနေတဲ့ကဏ္ဍနဲ့လွဲပြီမယ်လို့ဝမ်းချင်းကတော့နှင်5ပါနှင်5ပါကဲထွက်ပြီးသားမို့လို့ဝမ်းချင်းကိုတော့ပြောပြပေးလိုက်ပါလေကဲတကယ်ချင်းတို့မင်းကောင်ကထပ်ပြောမယ်တတ္တမအကျင့်မြောက်တတ္တမအကျင့်မြောက်ထပ်ပြောတာပါနော်မင်းကောင်ရဲ့ ready made ဇာတ်တွေကတော့လုံးဝမလွဲစက်တိုက်မှန်းနေပါတယ်ဒါဖြင့်ဒီနေ့ကိုဘာကြောင့်လွဲရတယ်လဲမင်းကောင်ရဲ့အပြစ်ပါတစ်လေးကလည်းမင်းကောင်ရဲ့အပြစ်ပါဒါမဲ့လို့မင်းကောင်ကတော့အောင်ပါတယ်မင်းကောင်ရဲ့အပြစ်ပါဘာကြောင့်လဲဆိုတော့မင်းကောင်စာရဲ့မကျွမ်းကျင်တာဟာအဲ့လိုပေါ့တတိလက်လွတ်ဖြစ်တာကြောက်ကောင်းနာမလို့မင်းကောင်ခွာလိတ်သွားတဲ့သဘောမျိုးပါမင်းကောင်ရဲ့အပြစ်တွေပါဟာတကယ်ချင်းတို့ထပ်ပြောဦးမယ်တတ္တမအကျင့်မြောက်သတိပေးမယ်